ကျွန်တော် resistance စပုတ်အကြောင်းနဲ့ပြန်ဆက်မယ်အဲ့တော့ resistance မှာတနည်းအားဖြင့်ကျွန်တော်အယောင်းတွေရှိတယ်စပုတ်ဆိုတာအဝယ်တွေရှိတယ်အဲ့တော့ဒီ resistance ဈေးတန်းစပုတ်ဈေးတန်းကဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်ဈေးတန်းတစ်ခုကိုဈေးနှုန်းတစ်ခုကိုရောက်ပြီးတဲ့အချိန်မှာအငင်းခံရတယ်သဘောတရားကသဘောကဈေးတန်းတစ်ခုက100ဈေးတန်းနေ200ကိုရောက်တယ်200ကိုရောက်တဲ့အချိန်မှာပြန်ကျတယ်180ဖြစ်ရင်ဖြစ်မယ်150ဖြစ်ရင်ဖြစ်မယ်100ဖြစ်ရင်ဖြစ်မယ်သဘောကပြန်ကျတယ်အငင်းခံရတယ်ပေါ့အဲ့တော့အဲ့လိုအငင်းခံရတာကအနည်းဆုံး2ကြိမ်ထက်က3ကြိမ်4ကြိမ်5ကြိမ်ဖြစ်လာပိုပြီး strong ဖြစ်တယ်အဲ့တော့အနည်းဆုံးတော့2ကြိမ်ဖြစ်ကြမယ်ဆိုတော့ဈေးတန်းအဖြစ်ကတော့တူတယ်အချိန်ကာလအဖြစ်ကတော့တူမှာမဟုတ်သဘောကမနေ့က200ရောက်တယ်ဒီနေ့200ကိုပြန်ရောက်တယ်မနေ့က200ရောက်ပြီးအငင်းခံရတယ်ဈေးတန်းတွေကကျလာဒီနေ့လည်း200ကိုပြန်ရောက်ပြီးဈေးတန်းတွေကပြန်ကျလာဒါဆိုရင်ဈေးတန်း200ကနေအငင်းခံရတဲ့သဘောဖြစ်သွားတယ်အနည်းဆုံး2ကြိမ်တာဖြစ်သွားတယ် record ဖြစ်သွားတယ်ဒီလို2ကြိမ်ငင်းခံရပြီဆိုရင်ဒီဈေးတန်းကို resistance လို့ခေါ်ပါတယ် support ကလည်းဒီသဘောတရားပဲဈေးတန်းကိုရောက်တယ်ပြန်ကန်တက်တယ်ဒါကအနည်းဆုံး2ကြိမ်ဖြစ်တဲ့အခါမှာ support ဖြစ်ပါတယ်ဆိုတော့ဒီနေရာတွေမှာဘာတွေရှိလဲလို့တနည်းအားဖြင့်နားလည်ရမလဲဆိုရင် resistance နေရာမှာအယောင်းတွေ selling တွေရှိပြီးတော့မှ support နေရာမှာဝယ်တဲ့ buying တွေရှိပါတယ်ဒါကို time frame ကြီးမှာအသုံးပြုပါ time frame အသေးတွေမှာသုံးနေမယ်ဆိုရင်တော့အချိန်နဲ့မြတ် resistance support ကလည်းပြောင်းနေမယ်ဆိုတော့မိတ်ဆွေသတိပြုပါဗျအဲ့တော့နောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ပါမယ်